လူကြီးမင်းတို့မှတ်မိမလားတော့မသိဘူးပထမတစ်ခေါက်ကကျွန်တော်အာမဖြစ် Unique Wood Forever ဆိုတဲ့ရေမွေးကိုမဆန်းဘူးရင်နောင်တရသွားနိုင်မယ်လို့ကျွန်တော်ပြောပြခဲ့ဘူးတယ်ပေါ့နော်ဒီနေ့အဲ့လိုမျိုးပဲမဆန်းဘူးရင်နောင်တရသွားနိုင်တဲ့နောက်ထပ်ရေမွေးတစ်ခုကြောင့်ကျွန်တော်ပြောပြပေးသွားမယ်အဲ့ရေမွေးကဘာရေမွေးဖြစ်မလဲဆိုတော့ Lattafa ထွက်တယ် Dynasty ပေါ့နော်ဒီရေမွေးအကြောင်းလေးကိုကျွန်တော်အနေချင်းပြောပြပေးသွားမယ်ပေါ့နော် Lattafa ရဲ့ designer series ဖြစ်မယ်perfume မှာ LXD ကဒီရေမွေးရဲ့ perfume မှာဖြစ်မယ်ပေါ့နော်ဒီ Dynasty ဆိုတဲ့ရေမွေးပေါ့နော်ထွက်ဖို့အတွက်ကိုအချိန်3လလောက်ယူခဲ့တယ်လို့ perfume ရဲ့ interview ကနေပြီးတော့ကျွန်တော်ကြည့်ရတယ်ပေါ့နော်ပြောတော့ good trials ပေါင်း20မို့ရင်30ဝန်းကျင်လောက်သူတို့အနေနဲ့ဒီ final set တစ်ခုထွက်ဖို့သူတို့အနေနဲ့စူးစမ်းခဲ့ကြတယ်လို့ perfume ကပြောတာပေါ့နော်ဆိုတော့အနက်ကnotes တွေကတော့ကျွန်တော်ဗီဒီယိုမှာထည့်သွားပေးမယ် opening မှာဒီ citrus ginger ပေါ့နော် citrus နဲ့ ginger နဲ့ပေါင်းလာတာမှာ tea essence လေးပပလေးနဲ့စားဖွင့်လာတယ်ဒါတူတယ်မှာပါတဲ့ tea အနက်ကျွန်တော်တို့ရနေကြဒီ black tea တို့ green tea အဲ့လိုပုံစံအနက်မျိုးမဟုတ်တဲ့ပုံပါဗျာဒီ tea အနက် tea တန့်ပုံစံမျိုး detect လုံးမိတာမျိုးတော့မဟုတ်ဘူးပေါ့နော် dry down မှာခုနကျွန်တော်ပြောထားတဲ့ tea အနက်တွေကိုတော့ဘူးဒီပပလေးနဲ့ smoky လေးနဲ့ပြန်ပြီးထိန်းထားတာကိုတွေ့ရတယ်အသားပုံမှာပို့ပြီးမိုက်တယ်ဗျအသားပုံမှာဆွတ်တယ်ဆိုရင်ပို့ပြီးခံစားလို့ကောင်းတယ်အင်ဂျီနဲ့ဒါ fresh date တွေဖြစ်တယ်ပေါ့နော်ဒီအခုဒါလုံးဝအတစ်ထွက်ထားတဲ့ပုံမှာကျွန်တော်လက်ထဲကိုရောက်ထားတဲ့ရေမွေးတွေကဒီရေမွေးရောက်ပေါ့နော် fresh date ဖြစ်မယ်အဲ့ဒီအတွက်ကို macerate လုပ်ဖို့အတွက်တော့လိုလိမ့်မယ်ဆိုတော့အခုဒီကန်ဝယ်သုံးတဲ့အနေနဲ့ကြိုက်လို့အလုံးကြီးဟို full body ချရတယ်ဆိုလို့ရှိရင် performance ကအဆင်ပြေသွားပါလိမ့်မယ်အဲ့တော့အခုလက်ရှိအနေထားရပါတော့ performance 4 to 6 hour 4နာရီ6နာရီတွင်ကောင်းlongevity ရတယ်ပေါ့နော် projection အနေနဲ့1နာရီခွဲ2နာရီဝန်းကျင်လောက်ကောင်း project လုပ်မယ် Lattafa ကဗျာအားလုံးနဲ့တည်တဲ့အတိုင်း Lattafa juice box တစ်ခုဖြစ်တယ် juice box တစ်ခုဖြစ်တဲ့ပုံမှာဒီဟာကိုလူကြီးမင်းတို့တခြား review တွေကြည့်မယ်ဆိုရင်တော့ဒီ Clive Christian ရဲ့ Red Tea တို့နော် DNG က Velvet Infusion တို့ပါလို့ね Velvet Infusion လည်းဒီ Alex Lee ပဲ perfume မှာပဲပေါ့နော်သူပဲဒီ Velvet Infusion လည်း perfume အနေနဲ့တာဝန်ယူရတာဖြစ်တယ်ဒီဟာလည်းသူရဲ့ creation ပဲပေါ့နော်ဆိုတော့အဲ့နှစ်ခုနဲ့ဆင်တယ်အဲ့နှစ်ခုဘယ်ဟာရဲ့ juice တယောက်တစ်မျိုးစီလို့ပြောကြရပေါ့နော်ဒါပေမဲ့အဲ့ဒါကကျွန်တော်အနေနဲ့ကျွန်တော်အမြင်ရဆိုအဲ့ဒါကအရေးမကြီးတော့ဘူးဗျာဘာကြောင့်လဲဆိုတော့ဒီဈေးတန်းတစ်ခုမှာဒီလောက်ကောင်းတဲ့အနက်မျိုးဒီလောက်ကောင်းတဲ့ scent quality မျိုးဟာရှာဖို့တော်တော်ခဲရင်သွားပြီဗျာဒီရေမွေးရဲ့ scent quality ပေါ့နော်ဒီရေမွေးရဲ့ scent quality ကကျွန်တော်တို့အခုပေးရတဲ့ price set တစ်ခုထက်ကိုအများကြီးပိုတာတဲ့ feeling တစ်ခုကျွန်တော်အနေနဲ့ခံစားရတယ်ပေါ့နော်အဲ့အတွက်ကျွန်တော်အနေနဲ့ဒီဟာကလုံးဝ Lattafa ရဲ့ best release လို့တော့ပြောလို့ရတယ်ပေါ့နော်အရန်ကိုငြိမ်ချောင်းတယ်aromatic အရန် aroma အရန်ကောင်းတယ်ဗျာဒီလားအရန်ကိုငြိမ်ချောင်းတဲ့ဒီ masculine ဖြစ်တဲ့ tea နဲ့တစ်ခုကိုကဒီဈေးတန်းတစ်ခုမှာသုံးနေတယ်ဆိုလို့ရှိရင် Lattafa ရဲ့ Dynasty ကပထမဦးစားပေးရွေးချယ်မှုဖြစ်လိမ့်မယ်ဗျဆိုတော့ကျွန်တော်ဒီမှာဒီကန်အမျိုးအစားပေါင်း300ကျော်ကိုတနေရာထဲမှာဝယ်ယူလို့ရပြီပေါ့နော်ပြီးတော့ဒီလာတိုင်းကျွန်တော်ဒီကန်30 ml series ကျွန်တော်ရွေး select လုပ်ပြီးတော့ပေါ့နော်ကျွန်တော်ချပေးတယ်ဒီ30 ml series ကိုလည်းကျွန်တော် page ရဲ့ pin post မှာကြည့်လို့ရပါတယ်ကျွန်တော်ခါတိုင်းလိုမျိုး video တက်မလုပ်ပြီးတော့ဆိုတာ video မှာဆိုလို့ရှိရင် choice လုပ်ပြီးဝယ်ဖို့အတွက်ကိုအနည်းငယ်အခက်အခဲရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကိုကျွန်တော် post လေးပဲလုပ်ထားပေးတယ်လာတိုင်း30 ml ရှိမယ်ခင်ဗျကျွန်တော်အနေနဲ့ select လုပ်ပြီး item လေးတွေရွေးချယ်ပြီးထည့်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့3နှစ်တိုင်ပေါ့နော်ကျွန်တော်ဒီကန်ရောင်းနေတယ်ရေမွေးရောင်းနေ3နှစ်ရှိပြီ3နှစ်တိုင်ယုံကြည်ပြီးတော့ကျွန်တော်စီမှာအားပေးသူတူတယောက်တိုင်းကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျနောက်ဗီဒီယိုမှာကျွန်တော်တွေ့ကြပါ